နှောင်းသွင်ခမင်းကိုမင်းဘာမှတ်နေရလဲမင်းရဲ့တရားဝင်လေယောက်ျားလေယွန်စရာကောင်းစွာဖြင့်ရေကပြောလာသည့်သူ့ရှိမှလူကြောင့်အဆိုးများတော့သည့်ဒေါသစိတ်နှင့်အတူထို့သူဤလေပင်အားညစ်ကအပေါ်သို့မြှောက်ထားလိုက်မိသည်မင်းကိုငါဘာပြောထားလဲသူမကိုမထိဖို့ပြောထားတယ်မလားအဲ့ဒါကိုမင်းကသူမကိုနာကျင်အောင်လုပ်ရဲတယ်ပေါ့လေဟုတ်လားဟာကွာသူလည်းပဲညစ်ထားတာတော့ရေနိုင်သေးသည့်သူကြောင့်လည်းပဲညစ်ထားမှနိုင်ရန်ရှိရာဘက်ကိုအမိုက်တစလိုပြစ်လွှင့်လိုက်တော့သူ့ထက်ခဏကိုသိညက်သည့်နှောင်းသွင်ခါမှာအရှင်ပြင်းစွာဖြင့်နိုင်ရန်နှင့်တိုက်မိပြီးကြမ်းပြစ်ထက်ကျသွားရသည်မင်းမှတ်ထားလိုက်နှောင်းသွင်ခါမင်းမေကိုထပ်ထိလို့ရတော့ဒီထက်ပိုဆိုးမယ်မှတ်မြင်နေရတာကြက်တီကိုမရှိယုံဖို့ပဲကောင်းတယ်သူတတိပေးကြုံဝါကဖြင့်ထပ်သွားသည့်ရှိရသူဤကြောပြင်ကျဲအားနာကျင်စွာပင်ကြည့်လို့နေမိသည်ငြိမ်မြအရင်တော့အတိုင်းပဲသူမကိုရွေးချယ်နေတော့မယ်နော်နာကျင်လိုက်တာငြိမ်ရဲ့